မင်္ဂလာပါရှင်နွားနို့ကိုရိုးထိုးစားဖို့ပါသလားပုံမှန်တောက်ဖူးနေကြနွားနို့စီနို့စိမ့်တွေထက်အရသာပိုကောင်းပြီးတော့အိမ်မှာပဲအလွယ်တကူလှုပ်ရှားလို့ရမယ်နွားနို့ရိုးထိုးနည်းလေးမျှဝေပေးကြပါတယ်ရှင်ပါဝင်ပစ္စည်း၃မျိုးပဲလိုအပ်ပါတယ်နွားနို့တပိတ်တာတကြားထမင်းစားစွန်း၃စွန်းနဲ့စားအနှဲငယ်ပဲလိုပါတယ်ရှင်ကြိုမဲ့အိုးထဲကိုနွားနို့တပိတ်တာထည့်ပါမယ်စကားလေးနဲ့စစ်ပြီးတော့ထည့်ပေးပါမယ်ရှင်ဒါကတော့အခုမှနွားချံကလက်လက်ဆက်ဆက်ဝယ်လာခဲ့တဲ့နွားနို့ပါအမိုက်တိုက်လေးတွေပါကောင်းပါနိုင်တာမို့လို့စကားလေးနဲ့စစ်ထည့်ပေးတာပါနွားနို့ကြိုဖို့အိုးရွေးတဲ့အခါမှာတော့ကိုကဒီနွားနို့အရည်တွေအားလုံးမြင်မြန်ခန့်အောင်ကြိုရမှာဖြစ်တဲ့အတွက်စက်တီးအိုးလိုမျိုးအိုးသားပါပြီးတော့မိအားပြင်းပြင်းထိတဲ့အိုးမျိုးကိုရွေးရင်ပို့ပြီးတော့ကောင်းပါတယ်ကျမကတော့နွားနို့ကတ်မှာဆိုလို့ဒီအိုးသားထူတဲ့မကတ်အိုးကိုသုံးထားတာပါအဲ့တော့ဒီလိုမျိုးအိုးသားထူတဲ့အိုးကိုသုံးမယ်ဆိုရင်အချိန်ပိုကြကြလေးကြိုပေးရပါတယ်ဒီနွားနို့တွေကိုအရည်တွေအားလုံးခန်းသွားတဲ့အထိကိုမိအားပြင်းပြင်းနဲ့ကြိုပေးပါမယ်ရှင်နွားနို့ကဝေကြတတ်တယ်လို့တအားလဲတူးလွယ်ကတ်လွယ်တာမို့ကြိုနေတော့ကိုအဆက်မပြတ်မှွေပေးနေဖို့လိုအပ်ပါတယ်အခုနွားနို့တွေစူလာပါပြီရှင်စူလာတဲ့အခါမှာလည်းဆက်ပြီးတော့မှွေပေးနေရပါမယ်ဒါလေးကတော့တနာရီလောက်မှွေပြီးသွားတဲ့အနေထားလေးပါနွားနို့ကအခုဆိုရင်၃ပုံပုံရင်တပုံစာလောက်ပဲကြံတော့တဲ့အနေထားရောက်ပါပြီနွားနို့ရဲ့အယောင်လေးကလည်းအဖြူရောင်မဟုတ်တော့ဘဲနဲ့နည်းနည်းလေးရင်လာပါပြီနွားနို့တွေကလည်းတအားပြည့်နေပြီးတော့နိုစိမ့်ဖြစ်တော့မယ့်အနေထားလောက်ကိုရနေပါပြီရှင်ဒီချိန်လောက်ရောက်ပြီဆိုရင်တော့တကြားကိုထမင်းစားစွန်းနဲ့၃စွန်းထည့်လိုက်ပါမယ်ကိုကတကယ်လို့အချိုမကြိုက်ဘူးအစိမ့်ရတာလေးပဲစားကြနေဆိုရင်တကြားမထည့်ဘဲနဲ့စားလေးနည်းနည်းပဲထည့်ပြီးတော့ထိုးလို့လည်းရပါတယ်စားကိုတော့လက်ဖက်စားစိုးရင်ထိတ်ဖြားလေးနဲ့နည်းနည်းလေးလောက်ပဲထည့်ပေးပါမယ်အားလုံးကိုပျော်ဝင်သွားအောင်လို့ဆက်ပြီးတော့မှွေပေးနေပါမယ်အရသာလေးမြည်ကြည့်ပြီးတော့အချိုလိုတယ်ဆိုရင်တော့ထပ်ထည့်ပေးပါကျမကတော့တိတ်ချိုတာကြီးမကြိုက်လို့တကြား၃စွန်းလောက်ပဲထည့်ထားတာပါကိုကအရသာကိုအချိုကဲကဲလေးကြိုက်တယ်ဆိုရင်တကြားပိုထည့်လို့ရပါတယ်အခုလိုမျိုးနွားနို့တွေကတအားပြစ်လာတဲ့အနေထားရောက်လာပြီဆိုရင်တော့မီးအားကိုအပြင်းဆုံးအနေထားကနေအလဲလက်လောက်ထိရှော့ချပေးလိုက်ရပါမယ်နွားနို့ကတူးလေတဲ့တက်မီးအားတအားပြင်းလို့မရတော့ပါဘူးဒါကတော့မီးအားအလဲလက်လောက်နဲ့နောက်ထပ်15မိနစ်လောက်ထောက်လျှောက်မှွေထားပြီးတဲ့အနေထားလေးပါဒီနွားနို့ရိုထိုးတာရဲ့အဓိကချက်ကတော့အချိန်ပေးနိုင်ဖို့လိုတယ်ထောက်လျှောက်မှွေပေးနေဖို့လိုပါတယ်ဒီချိန်မှာကိုကနွားနို့ရိုကိုစီလေးဝဝလေးနဲ့ကြိုက်တယ်ဆိုရင်ထောပတ်ကိုထမင်းစားစွန်းနဲ့တစွန်းစာလောက်ထည့်လိုက်လို့ရပါတယ်ကျမကတော့ထောပတ်မထည့်တော့ပါဘူးရှင်အခုလိုမျိုးမှွေနေရင်းနဲ့ဒီလိုအိုးရဲ့အောက်ဖက်ကိုမြင်ရလောက်တဲ့အနေထားရောက်တဲ့အထိနွားနို့တွေကတအားပြစ်လာပြီဆိုရင်တော့ရပါပြီအခုလိုမျိုးဇွန်းလေးကိုမားကြည့်ပြီးတော့ချလိုက်တဲ့ခါမှာလည်းကြွက်မီးတန်းအနေထားထက်ပိုပြီးတော့ပြစ်တဲ့အနေထားဆိုရင်တော့အဆင်ပြေပါပြီသူကအေးသွားတဲ့ခါမှာလည်းအခုထက်ပိုပြီးတော့ပြစ်လာပါလိမ့်အောင်မယ်အဲကြောင့်မလို့ဒီအနေထားလေးမှာပဲမိဖို့ပေါ်ကချလိုက်ပါတော့မယ်ရှင်ဒါလေးကတော့မီးဖို့ပေါ်ကချပြီးတော့နိုင်ဝက်လောက်အေးခန္ဓာပြီးတဲ့အနေထားလေးပါခုနကထက်အများကြီးပို့ပြီးတော့ပြစ်သွားပါတယ်ဒါလေးကိုအလေးချိန်ပြန်ပြီးတော့ချိန်ကြည့်လိုက်တဲ့အခါမှာနွားနို့တပိတ်တာကိုလောက်တာ20သားပဲကျန်ပါတယ်ပြောရရင်80သားလောက်ကအငွေ့ပြန်သွားတယ်ပေါ့နော်အဲ့တော့ဒီနွားနို့ရိုလေးကိုပကံလေးတဲ့ပဲဖြစ်ဖြစ်လေလုံးနဲ့ဘူးလေးတဲ့ပဲဖြစ်ဖြစ်တိမ်ပြီးပြီဆိုရင်တော့လိုအပ်တယ်လို့သုံးဆောင်နိုင်ပါပြီသူကဒီတိုင်းပဲဆိုရင်နို့အနံ့လေးမရပေမဲ့ပါစက်ထဲထည့်ပြီးတော့ဝါလိုက်တဲ့အခါမှာနွားနို့အနံ့လေးနည်းနည်းလေးရပါတယ်ကိုကနွားနို့အနံ့ကိုကြိုက်တယ်ဆိုရင်တော့အဆင်ပြေတယ်တကယ်လို့နွားနို့အနံ့ကိုတိတ်မကြိုက်ဘူးဆိုရင်တော့ကြိုနေတဲ့အချိန်မှာဗနီလာအနံ့လေးနည်းနည်းလေးထည့်ပြီးတော့ကြိုပေးပါလို့အကြံပြုပါတယ်ဒီနွားနို့ရိုလေးကပိုးသားလေးလိုနူးညံ့ဤဆက်နေပြီးတော့ရှာပေါ်တင်လိုက်ပြီဆိုတာနဲ့ဤစိမ့်ပျော်ကျသွားတဲ့နွားနို့ရိုထိုးနည်းလေးဖြစ်ပါတယ်
နွားနို့ယိုလေးကိုဒီတိုင်းလဲစားလို့ရတယ်လို့ပါမုတ်တို့ခရကာတို့နဲ့တုပ်ပြီးတော့စားလို့လည်းရပါတယ်ကော်ဖီတို့လက်ဖက်ရည်တို့လည်းထည့်ပြီးတော့ဖြောတောက်လို့လည်းရပါတယ်ရှင်အခုကဒူးရင်းသီးတွေပေါ်တဲ့ချိန်ဆိုတော့ဒူးရင်းသီးနဲ့တွဲပြီးတော့ဒူးရင်းမလိုင်းလှုပ်စားလို့လည်းရပါတယ်အဲ့တော့သူ့အရသာလေးကတော့မလိုင်းပြပြနှစ်ကိုမှအချိုမကဲပဲနဲ့ချိုချိုစိမ့်စိမ့်အရသာလေးနဲ့တအားစားလို့ကောင်းပါတယ်နွားနို့တွေလည်းပေါ်နေတယ်အချိန်လည်းပေးနိုင်တယ်ဆိုရင်တော့အခုလိုမျိုးအရန်စားလို့ကောင်းတဲ့နွားနို့ယိုလေးထိုးစားကြည့်ပါရှင်အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်